guide ခေါ်တင်မှုအတွက်ပေါ့နော်ဘာသာရပ်တွေကိုဆရာဆရာမတွေခွဲပြီးတော့ခေါ်တင်သလားသို့မဟုတ်ဆရာမတယောက်နဲ့ပဲဘာသာဆောင်ခေါ်ရမလားပေါ့နော်ဒီမိကုန်းလေးကမိဘတွေရောကျောင်းသားတွေရောအရန်မေးတဲ့မိကုန်းလေးတစ်ခုပါဆိုတော့အဓိကဒီကိုယ့်ရဲ့ပညာရေးပေါ့နော်အခြေအနေပေါ်မူတည်တယ်ပေါ့ပြောချင်တာကအထက်တန်းလိုမျိုးဖြစ်နေရလို့ရှင်တော့ဒါဘာသာရေးတွေခွဲခေါ်တာအဆင်ပြေနိုင်တယ်ပို့ပြီးတော့မှထိအောင်နိုင်တယ်ပေါ့လေဒါပေမဲ့အလဲတန်းတွေမူလာတန်းတွေဖြစ်နေတဲ့ကလေးတွေတော့ကြတော့ဘာသာရေးတွေအဲ့လောက်ထိဆရာဆရာမတွေခွဲပြီးတော့ခေါ်ကြမလို့ပဲနေဟိုဘာသာရေးကျွမ်းကျင်နေပေါ့နော်ဘာသာဆောင်ကျွမ်းကျင်တဲ့ guide ဆရာဆရာမတွေရှိနေပဲပေါ့နော်ဒါကြောင့်မလို့အထက်တန်းလိုမျိုးကလေးတွေပေါ့လေ grade 12တွေ10 11တွေပေါ့နော်အဲ့လိုကလေးတွေကြတော့ဆရာဆရာမကိုခွဲတာတော့ပို့ပြီးတော့မှကောင်းမွန်တယ်ပေါ့နော်ဒါပေမဲ့တချို့မိဘတွေပဲဖြစ်ကလေးတွေပဲဖြစ်ပေါ့နော်နည်းနည်းလေးအနှောက်အယှက်ဖြစ်နိုင်တာကကြတော့ဆရာဆရာမခွဲလိုက်တဲ့အခါမျိုးမှာတယောက်တစ်ယောက်နဲ့ကလုတ်ပေးနိုင်တဲ့အခြေအနေမျိုးတွေပုံစံမျိုးတွေမတူတဲ့အခါမျိုးမှာကလေးကလဲလုံနိုင်တဲ့ပုံစံပေါ့နော်သူတို့ရဲ့အားနည်းချက်အားသာချက်တွေမတူနိုင်တာမျိုးဖြစ်နိုင်တယ်အဓိကတော့balance မဖြစ်တော့ဘူးပေါ့နော်ဆရာဆရာမခွဲလိုက်တဲ့အခါမျိုးမှာဟိုဘက်ကပိုဖိတဲ့ဆရာမနဲ့ဒီဘက်ကသိမဖိတဲ့ဆရာမနဲ့ကြတော့သူတို့ကတိကောက်တွေဖြစ်လာပြီးတော့မကြားထဲမှာကလေးကအဲ့လိုမျိုးလွတ်သွားတာမျိုးဖြစ်နိုင်တယ်ဒါကြောင့်မို့လို့တချို့ကြတော့လေဘာသာစုံကိုပဲတယောက်ထဲနဲ့ပဲ guide ကိုခေါ်ပြီးတော့မှလောက်တာမျိုးရှိတယ်ပြောချင်တာကတော့တေချာဘာသာစုံကျွမ်းကျင်တဲ့ဆရာဆရာမဆိုတာမရှိတာတော့မဟုတ်ပါဘူးရှိတော့ရှိတယ်ဒါပေမဲ့အဲ့လို guide ပုံစံမျိုးလုပ်ဖို့တေချာပေါ့နော်ကိုကတော့စုံစမ်းလေ့လာဖို့ကတော့အရင်အရေးကြီးရပေါ့နော်တေချာအတွေ့အကြုံရှိပြီးတော့မှတေချာကျွမ်းကျင်တဲ့ဆရာဆရာမမျိုးကိုခေါ်ယူတာကတော့ပို့ပြီးတော့ကောင်းမယ်ပေါ့နော်ဒါကြောင့်မလို့ဆရာဆရာမကိုတစ်ယောက်သို့မဟုတ်နှစ်ယောက်အဲ့လိုခွဲတာမျိုးတွေဒီကောင်းမကောင်းဆိုတာလေးကိုကိုယ့်ရဲ့အခြေအနေပေါ်မူတည်ပြီးတော့ပဲဆုံးဖြတ်စေချင်တယ်ပေါ့နော်ဆရာဆရာမ guide တွေခေါ်ချင်တယ်ဆိုလို့ရှိရင်လည်းတခိုင်းမြန်မာမှာအချိန်မီရွေးလာရောက်ဆက်တဲ့မြင်နိုင်ပါတယ်